စက်တင်ဘာ25အင်္ဂါနေ့2012မနက်ဒီနေ့အစောကြီးနိုးနေတယ်ညကအိတ်တော့အိပ်ပျော်သွားတယ်အရင်နေ့တွေနဲ့ရှင်တော်တော်တိုးတက်လာတယ်လို့ပြောရမယ်အိယာတဲကထွက်လိုက်တော့လမ်းဆန်းနေတယ်လို့တောင်ဖြစ်နေတယ်ဝရန်နာမှာမထိုင်တော့ဘူးလမ်းထွက်လျှောက်မယ်ဆိုပြီးထွက်လာလိုက်တယ်ကျမကိုကျမသတိမထားမိပဲပိတ်လောင်ထားတာကြာပြီပဲဒီရက်ပိုင်းတွေမှာကျမသွားပြတဲ့နေရာတွေဆိုလို့ဆိုင်တွေတင်နန်းတွေရှိမယ်ဆရာဝန်နဲ့သွားတွေ့တာရှိမယ်တခါတလေတာရစီကိုသွားဖြစ်မယ်တခြားအချိန်တွေဆိုအိမ်မှာပဲနေနေတာများပါတယ်ဒီတော့ကြောင်ကရမ်းဖြစ်နေတာဘာမှမဆန်းဘူးအိမ်ကနေထွက်ညာဘက်ကိုချိုးပြီးကင်လီလန်ရောက်တော့ဘယ်ဘက်ကိုကွေးလိုက်တယ်Rose ဘီယာဆိုင်ကိုကြော်လာတယ်အရင်ကဆိုဒီကိုအမြဲလာနေကြဘာဖြစ်လို့ဆက်မလာဖြစ်တော့တာလဲမမှတ်မိတော့ဘူးကျမကတော့အရင်ကတည်းကဒီဆိုင်ကိုသိမကြိုက်ဘူးတဆိုင်လုံးမှာအသက်40ကျော်စုံတွဲတွေနဲ့ပြည့်နေတာအရက်ကိုမူးနေအောင်တောက်ပြီးကိုတွဲနေတဲ့သူထက်ပိုတာတဲ့ပိုချောတဲ့သူတွေကိုလိုက်ငန်းနေရင်နောက်တစ်ယောက်ပြောင်းဖို့တတ်တိများရှိလာမလားစဉ်းစားနေကြတဲ့သူတွေဒါကြောင့်ဒီကိုဆက်မလာဖြစ်တော့တာတင်နေအခုရှောက်နေရင်ဘီယာဆိုင်နဲ့တခြားဆိုင်တွေကိုကြော်လာပြီးအဝေးကြီးမသွားချင်ဘူးခြေထောက်အညောင်းပြေုံလောက်ပဲရှောက်ချင်တာမနဲ့စောစောအပြင်ထွက်ရတာကောင်းတယ်ចောင်းသွားမဲ့ကလေးတွေမရှိသေးဘူးရုံသွားမဲ့လူတွေလည်းမထွက်ကြသေးဘူးလမ်းတွေရှင်းပြီးတက်နေတယ်ဘယ်ဘက်ကိုထက်ခွေလိုက်တယ်ကစားဝင်းသေးသေးလေးရှိတဲ့နေရာကိုလမ်းလျှောက်ဆင်းသွားလိုက်တယ်ကျမတို့ပတ်ဝန်းကျင်မှာစိမ့်လန်းတဲ့နေရာဆိုလို့ဒီနေရာပစ္စည်းလေးပဲရှိတာပန်းချန်ထဲမှာဘယ်သူမှမရှိသေးဘူးနောက်တစ်နာရီ2နာရီလောက်ဆိုရင်တော့ကလေးပေါက်တွေကလေးအမေတွေနဲ့ပြည့်လာတော့မှာကလေးပေါက်စတွေကလေးအမေတွေနဲ့ပြည့်လာတော့မှာအားကစားမမလှလှလေးတွေလည်းရောက်လာတော့မယ်ပန်းချံကိုရောက်ပြီး Roseberry လမ်းဘက်ကိုရှောက်လာလိုက်တယ်ဒီနေရာကနေညာဘက်ကိုထပ်ကြိုလိုက်ရင်ပြကန်းရှိတဲ့နေရာကိုရောက်ပြီးကျမလှုပ်ခဲ့တဲ့ပြကန်းပေါ့အခုတော့ပြကန်းနေရာဆိုင်ကန်းလွတ်ပဲရှိတော့တယ်ပြကန်းနေရာဟောင်းကိုကြည့်လိုက်မိတိုင်းကျမစိတ်ထဲမှာနားနေတော့ပဲဒီပြကန်းအောင်မြင်ဖို့ကျမအရန်ကြိုးစားခဲ့ရတာလေအစင်မပြေခဲ့တာကအချိန်နဲ့နေရအခက်မသိလို့ပဲနေမှာပါဒီလိုပတ်ဝန်းကျင်မှာဒီလိုစီးပွားရေးချိန်နေမျိုးမှာအမှုပညာပြကန်းတစ်ခုအောင်မြင်ဖို့မဖြစ်နိုင်ဘူးလေညာဘက်ကိုမကွေပဲဘယ်ဘက်ကိုချိုးလိုက်တယ်တက်စကိုစတိုးဆိုင်ကိုကြော်လာတယ်ဘီယာဆိုင်နောက်တစ်ခုကိုကြော်လာတယ်ဒီဆိုင်ကဒီနားတဝိုက်ကလူတွေပဲလာကြတာကျမရဲ့နဲ့တလှက်လက်ဖြစ်လာတယ်ကြောက်တလူလူဖြစ်လာတယ်ဟိုလင်မယားနဲ့တိုးမှဆိုလို့သူတို့နဲ့တွေ့လိုက်တိုင်းမျက်နှာကိုဘယ်နာထားရမှန်းမသိဖြစ်ချင်နေတယ်ကျမလုံးသိရှာမတွေ့သေးဘူးဆိုတာကျမကိုကြည့်လိုက်တာနဲ့သိမှာပဲလေသူတို့စီမှာကလေးဆက်မထိန်ကျင်တော့လို့အလုံးရပြီဆိုပြီးညာပြောခဲ့တာကိုလည်းသိမှာပဲအန်နာကိုမျက်နှာချင်းဆိုင်ရတာခက်တယ်တွန်ကတော့မသိချင်အောင်ဆောင်နေတာပဲအန်နာကမရဘူးကျမလှုပ်ထွက်သွားတာသူ့ကိုမကြိုက်လို့သူ့ကလေးကိုမချစ်လို့ဆိုပြီးထင်နေပုံပဲတကယ်တမ်းသူ့ကလေးနဲ့ဘာမှမဆိုင်ဘူးကလေးကတစ်ချိန်လုံးငိုယိုအော်ဟစ်နေတော့ချစ်တော့လည်းမချစ်ဘူးပေါ့လေဒါပေမဲ့ကလေးကြောင့်မဟုတ်ဘူးဒီထက်ပိုရှုပ်တယ်သူ့ကိုရှင်းပြလို့လည်းမဖြစ်နိုင်ဘူးအဲ့ဒါကြောင့်နှစ်ယောက်စလုံးကိုမျက်နှာချင်းမဆိုင်ကြတာကျမအခုအိမ်ထဲကအိမ်ပြသိမ့်မထွက်ဖြစ်တာသူတို့လင်မယားကြောင့်လည်းအများကြီးပါတယ်နှစ်ယောက်လုံးတခြားနေရာကိုပြောင်းသွားရင်ကောင်းမှာပဲအန်နာကတော့ဒီနေရာမှာမပြောတာသေးကြတယ်သူအခုနေရတဲ့အိမ်ကိုလည်းမုန်းနေတဲ့ပုံပဲတွန့်အရင်မိမကြံခဲ့တဲ့ပစ္စည်းတွေကြားမှာနေရတာလေပြီးတော့ရထားတွေတကြုံကြုံဖြတ်သွားနေတာကိုလည်းကြိုက်မှာမဟုတ်ဘူးလမ်းတောက်ရောက်တော့ကျမခဏရက်လိုက်တယ်ရထားလမ်းအောက်ကိုဖြတ်ပေါက်ထားတဲ့လှိုင်ကောင်းလေးကိုလှမ်းကြည့်လိုက်တယ်ဆိုတိုင်းတိုင်းနှမ်းကြောက်ကြောထဲမှာစိတ်သွားတယ်ရေကြီးတက်နေတဲ့ကြောက်တုံးကိုလှမ်းကြည့်လိုက်တော့ရတတ်တဲ့အနံ့မျိုးမြေကြီးရေကြီးနဲ့တီကောင်တွေရောထားတဲ့အနံ့ငငယ်တုန်းကပန်းချန်ထဲမှာဆွဲရတာကိုကျမသတိရသွားတယ်ဗန်နဲ့အတူရေကန်ဘေးမှာကြောက်တုံးအောက်တွေမှာဖားတွေလိုက်ရှာတော့ကလေကျမရှိကိုဆက်လျှောက်တယ်လမ်းပေါ်မှာဘယ်သူမှမတွေ့ဘူးတွန်လည်းမရှိအန်နာလည်းမရှိစိတ်သက်သာရသွားပေမဲ့တကယ်ကတော့ကျမကိုယ်ထဲမှာပုံနေတဲ့ဇလန်းရှုပ်ချင်တဲ့စိတ်တစ်ပိုင်းတစ်စားကြောင့်နည်းနည်းတော့စစ်ပြတ်သွားမိတယ်ညနေစကော့ဒီနေ့အိမ်ပြန်နောက်ကျမယ်တဲ့ဒုက္ခပါပဲတရက်လုံးနေမရထိုင်မရဖြစ်နေတာစိတ်ထဲမှာရောက်ရက်ခတ်နေတာငငယ်ထိုင်နေလို့ကိုမရဘူးစကော့ပြန်လာပြီးကျမကိုစိတ်အေးအောင်နှစ်သိမ့်ပေးမှအဆင်ပြေမှာအခုတော့ဘယ်နှနာရီကြောင်စောင့်ရမလဲမသိဘူးအုံနောက်ကဟိုပြေးလိုက်ဒီပြေးလိုက်ဖြစ်နေတယ်ဒီညတော့အိတ်လို့ရမှာမဟုတ်ဘူးဒီမှာထိုင်ပြီးရထားတွေကိုကြည့်နေရတာအဆင်မပြေဘူးစိတ်ထဲမှာတလှက်လှက်ဖြစ်နေတယ်ရင်ဘတ်ထဲမှာငှက်တကောင်ဝင်တောင်းညမ်းနေသလိုပဲ
တစ်ဖြက်ဖြက်နဲ့ညက်ပနက်ကိုကောက်ဆုပ်ပြီးအောက်ထပ်ကိုဆင်းလိုက်တယ်။အိမ်ပြင်ကိုထွက်ဘလက်ဟိန်းလမ်းပေါ်ကိုတက်လိုက်တယ်။ည9 နာရီခွဲလောက်ရှိပြီးအလုတ်ကပြန်လာတဲ့လူတချို့ကလွှဲရင်လမ်းပေါ်မှာတခြားဘယ်သူမှမတွေ့ရဘူး။အိမ်နောက်ဘက်ပန်းခြံတွေထဲမှာကစားနေကြတဲ့ကလေးအသံတွေတော့ကြားနေရတယ်။နှွေမကုန်ခင်ရဲ့နောက်ဆုံးနေရာအောက်မှာညစာစားဖို့အိမ်ထဲမဝင်ရသေးခင်အားရပါရဆော့နေကြတာ။ဘူရာယုံဘက်ကိုလမ်းအတိုင်းဆင်းလျှောက်သွားလိုက်တယ်။အိမ်နံပါတ်23ရှိရောက်တော့ခဏရက်လိုက်တယ်။တကားခေါင်းလိုက်ရင်ကောင်းမလား။ဘာပြောရမှာလဲ။တခြားကုန်သွားလို့နည်းနည်းပေးပါလို့တောင်းရမှာလား။ဒီလိုပဲစကားပြောချင်လို့ပါလို့ပြောရမှာလား။ခန်းစည်းတွေတဝက်ပွင့်နေတာတော့လှမ်းမြင်ရတယ်။အထဲကိုလမ်းကြည့်တော့ဘယ်သူမှမရှိဘူး။လမ်းတောက်ဘက်ကိုဆက်သွားရင်ကျမထွေထွေထူးထူးမစင်စားမိပဲတံတားအောက်လှိုင်ကောင်းတွေကိုဝင်သွားလိုက်တယ်။လှိုင်ကောင်းတဝက်လောက်အရောက်မှာအပေါ်ကနေရထားဖြတ်သွားတယ်။ငလင်လောက်တလို့ပဲတစ်ကိုယ်လုံးတုံသွားတယ်။သွေးတွေပါပူလာတယ်။အောက်ကိုငုံကြည့်လိုက်တော့လှိုင်ကောင်းကျမ်းပြင်ပေါ်မှာဘာလဲမသိဘူး။စပင်စီးတဲ့ကြိုးထင်တယ်။ခရမ်းရောင်ကြိုးသုံးတာများလို့ဝင်းရကျဲပြီးပျော့စီနေပြီ။အပြေးလေးချင်းတဲ့သူတယောက်ကြကြံခဲ့တာထင်တယ်။ခေါင်းစည်းကြိုးကိုကြည့်ရင်ကြောက်တလို့ဖြစ်လာတယ်။အပြင်ကိုပြန်ထွက်ချင်လာတယ်။နေရာအောက်ကိုမြင်ပြန်ရောက်ချင်လာတယ်။အပြန်လမ်းမှာကားမောင်းလာတဲ့သူနဲ့တွေ့တယ်။ကျမနဲ့မျက်လုံးချင်းဆုံသွားတော့သူကပြုံးပြတယ်။